ဒီနေ့မှာတော့ထိုင်းနိုင်ငံမူဒါဟန်ခရိုင်မှာဖြစ်သွားခဲ့တဲ့တန်ခါလောကကိုအကြီးအကျယ်ကြရရိုက်သွားစေတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။နမေကြီးရှာလာတပါအမျိုးသမီးတဦးကိုကိုဝန်ရစေပြီးဖျက်ချက်ခိုင်းခဲ့ရဆိုတဲ့သတင်းကြောင့်အခုဆိုရင်လူမှုကွန်ရက်မှာအရန်ကိုနမေကြီးသွားတယ်။မူဒါဟန်ခရိုင်ကမ်ချာအီမြို့တွေမှာဝါတော်16ဝါတက်တို39နှစ်ရှိနမေကြီးကျောင်းထိုင်ဆရာတော်တပါးနဲ့ပတ်သက်ပြီးအမျိုးသမီးတဦးကလူမှုကွန်ရက်တွေဖွင့်ချလိုက်ရမှာကြီးမားသောကြရက်ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ပါတယ်။အဆိုပါအမျိုးသမီးဟာဆရာတော်နဲ့နက်နက်ရှက်ရှိုင်းပတ်သက်ခဲ့ပြီးကိုဝန်ရရှိခဲ့ကောင်းသို့တော်ဆရာတော်ကတာဝန်မယူသည့်အပြင်ကိုဝန်ကိုဖျက်ချခိုင်းခဲ့ကြောင်းပြောကြားခဲ့ပါတယ်။တက်တေများ၎င်းတို့နှစ်ဦးအတူတူရှိနေတဲ့တပ်ပုံများနဲ့အခြားအမျိုးသမီးတဦးနဲ့လည်းထပ်မံပတ်သက်နေသည့်အချောက်ထားများကိုပါတင်ပြခဲ့ပါတယ်။အငင်းပွားမှုအစပိုင်းမှာတော့ဆရာတော်က၎င်းမဟုတ်ကြောင်းပြက်ပြက်သားသားညင်းဆိုခဲ့ပြီးသူမကိုတမင်တက်တက်ဂုဏ်တိခါညှိုးနွမ်းအောင်လူကြံခြင်းဖြစ်ကြောင်းတရားပြန်ဆွေးမိဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။သို့တော်လေး24နာရီတောင်မကြော်ရပေအခြေအနေကလုံးဝပြောင်းလဲသွားခဲ့လေဆရာတော်ဟာယုံတည့်ရဲ့ဆုံးဖြတ်ချက်ချပြီးလူဝစ်လဲတိတ်ခါချလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ဒါကတော့လက်ရှိဖြစ်ပွားနေတဲ့ဖြစ်ရမှန်သတင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးကဒီအဖြစ်အပျက်အပေါ်ဘယ်လိုမြင်ကြလဲခင်ဗျာ။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။